သူမဟာတက်တူးစတူဒီယိုတဲကိုရှောက်ဝင်လာခဲ့ချိန်မှာအခန်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ်တက်တူးဆရာတယောက်ကခတ်တိုးတိုးစနောက်လိုက်တယ်ဒီမှာရှိတဲ့တယောက်ကများတက်တူးထိုးဖို့အမေစီကပိုက်ဆံခိုးလာတာလားမသိဘူးတဲ့အခြားတယောက်ကလည်းလောင်ရရင်ကြည့်ရတာစိတ်ဝင်စားဖို့တော့ကောင်းနေပြီလို့ပြောလိုက်တာပေါ့သူမဘာမှပြန်မပြောခဲ့ပါဘူးပိုက်ဆံအိတ်ထဲကနေခောက်ထားတဲ့စာရွက်ဟောင်းလေးတစ်ရွက်ကိုဖြည်းဖြည်းချင်းထုတ်ယူပြီးတက်တူးဆရာစီကမ်းပေးလိုက်တယ်ဒီစာသားတွေကိုကျမခန္ဓာကိုယ်ပေါ်မှာထိုးပေးပါသူတို့တယောက်နဲ့တယောက်ဇဝေးဇဝါနဲ့ကြီးလိုက်ကြပေမဲ့စတင်ထိုးပေးခဲ့ကြတယ်နိုင်ပေါင်းများစွာကြာမြင့်ခဲ့တာပေါ့အချောင်းတွေဟာနုနယ်လာတဲ့အကင်းဆက်လက္ခဏာတွေပေါ်စိုက်ဝင်နေပေမဲ့သူမအော်ဟစ်မငိုခဲ့ပါဘူးမျက်လုံးကိုမိတ်ပြီးအောင်စီးတီးခံနေခဲ့တယ်ပြီးသွားတဲ့အခါအငယ်ဆုံးတက်တူးဆရာလေးကတွန်းဆုပ်နဲ့အဖွာကျွန်တော်တခုလောက်မေးလို့ရမလားလို့မေးလိုက်ပါတယ်မေးပါသားရဲ့ဒါဘာအတိတ်ပဲလဲဟင်သူမရဲ့နှုတ်ခမ်းတွေတုံရင်လာပြီးမျက်ဝန်းမှာမျက်ရည်တွေဝိုင်းဆက်လာခဲ့ရတယ်ဒါကျမသားလေးတလားတစ်ချိန်တောက်ရမဲ့ဆေးမိပါအခန်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့တာပေါ့ကျမမှာအဲဆိုင်မှာမေ့လျော့ယောဂါရှိနေတယ်လို့သူမကဆက်ပြောပြတယ်ဆေးဆိုင်ကိုသွားတိုင်းဆေးမီကိုမေ့သွားတယ်အချို့ရက်တွေမှာဆိုရက်ဆွဲကိုပါမေ့နေတတ်တယ်သူမဟာသူ့ရဲ့လက်မောင်းကိုငေးကြည့်ရင်ဒါကြောင့်အမြဲတမ်းမြင်နိုင်မဲ့နေရာမှာရေးထိုးထားလိုက်တာပါဒါဆိုရင်ကျမဘယ်တော့မှမေ့တော့မှာမဟုတ်တော့ဘူးအဲ့ဒီလေးလံလာတဲ့တိတ်ဆိတ်မှုကြားထဲမှာပဲသူတို့အားလုံးသဘောပေါက်နားလည်သွားခဲ့ကြပါတော့တယ်မှတ်ဉဏ်တွေပျက်စီးယိုယွင်းသွားခဲ့ရင်တောင်မေတ္တာတရားကတော့မှတ်မိနေပါသေးတယ်ဘာလို့လဲဆိုတော့တမာလာတဲ့မှတ်ဉဏ်တွေပျောက်ကွယ်သွားနိုင်ပေမဲ့မိခင်တယောက်ရဲ့ချစ်ချင်းမေတ္တာကတော့ဘယ်တော့မှပျောက်ကွယ်မသွားလို့ပါပဲ